ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်လက်ဆောင်ရခဲ့တဲ့လူတွေကကိုဘာလဲစောင့်လေးရလဲဆိုတာကိုအပန်းမကြည့်ဘူးဆိုလို့ရှိရင် comment လေးမှတ်ခဲ့ပေးပါဦး Hello memories ကပါဒီဗီဒီယိုကတော့အချိန်လေးထုံးလိုက်နေတဲ့ February လိုက် Valentine Day မှာchocolate ရထားတယ်လို့ဆိုတော့ chocolate ရတောင်းဆောင်လို့ဖြစ်ပါတယ်session လေးလည်းရှိနေပြီဆိုတော့ chocolate ရထားတယ်လည်းကုန်တော့ကုန်လောက်ပြီပေါ့နော်ဘာဖြစ် chocolate ရတဲ့သူတွေရောလက်ဆောင်ရတဲ့လူတွေအကုန်လုံးကိုပေါ့နော် congratulation လုပ်ချင်ပါတယ်ဒီမှာတော့ဘာမှ memories မရှိဘူးပေါ့နော်ဒီ Valentine Day တော့ February လတော့ကောဒါပေမဲ့ဒီရဲ့လာမှာလည်းအမတရားတစ်ခုအနေနဲ့ဗီဒီယိုတင်ချင်လို့ကိုဒီတိုင်းရိုက်ပြမှတင်လိုက်တဲ့ post တည်တယ်ဖြစ်တယ်ပေါ့နော်ဒီရဲ့ Valentine Day ကတော့မာတာမိခင်ခိုင်းနိုင်လို့ရင်းနေပဲအကုန်ဆုံးလိုက်ရတယ်ပေါ့နော်မိရဲ့ video ကိုတွေ့ရယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်လက်ဆောင်ရခဲ့တဲ့လူတွေကကိုဘာလဲစောင့်လေးရလဲဆိုတာကိုအပန်းမကြည့်ဘူးဆိုလို့ရှိရင်comment လေးမှတ်ခဲ့ပေးပါဦးမိလည်းဘသူတွေဖားပေးလဲဆိုတာလေးကိုညဝေခန်းစားကြည့်ချင်လို့ပါဘလက်ဆောင်ရတဲ့လူတွေအတွက်ကိုလည်းပီတိလေးဖြစ်ပြီးတော့မှအပျော်ရီမြောက်ကိုခန်းစားချင်တာပေါ့နော်အဲ့အတွက်ကိုပဲတင်တဲ့ post တည်တယ်ဖြစ်ပါတယ်ပြောပါဒီဗီဒီယိုကဘာမှ effort မထည့်ပဲနေပေါ့နော်အဲ့လို original video လေးအနေနဲ့ပဲအမှတ်တရတင်ထားမဲ့ post လေးဖြစ်တယ်ပေါ့နော်ဟာဒီချာမရှိနေပါဘူး Valentine Day မှာဘယ်သူတွေဘလို့ဖြတ်တန်းပြီးတော့မှဘာတွေလုပ်ဖြစ်လဲဆိုတာကိုဆက်စုရနေတဲ့တင်တဲ့ post တည်တယ်ဖြစ်ပါတယ် That's all